ကဲဒီနေ့တော့စကားမုတ်တီတက်စားပါမယ်စားဘူးသမျှနန်းကြီးတုတ်ထဲမှာတော့ရတာအကောင်းဆုံးပဲတက်စားကြီးလို့မကောင်းရင်ကျမတို့ဖုန်းဆက်ကြသမျှအကုန်ရှင်းမိမယ်ဒီဆိုင်ကချင်းမိုင်မှာ Burmese breakfast နဲ့နာမည်ကြီးရဲ့ဆိုင်လေးရန်ကုန်မှာအခုမှလာဖွင့်တာဟိုတော့ကတော့မနက်မိုးလင်းတာနဲ့ပဲမုံစစ်စစ်လေးနဲ့တုတ်ထားတဲ့နန်းကြီးတုတ်လေးနဲ့ချိုစိန်လေးတစ်ခွက်လောက်တောက်လိုက်ရရင်လူဖြစ်ရကြုံစကိုင်းသူတုတ်ကျွေးရဲ့နန်းကြီးတုတ်ပေါ့နော်စကိုင်းကမုတ်တီဖက်နဲ့တုတ်ထားတဲ့နန်းတုတ်ကြီးတုတ်ဖြစ်ပါတယ်လောက်တုတ်နေတဲ့နန်းကြီးဖက်တုတ်ကိုအခုမှပဲမြင်မှုဟိုးငငယ်ရဆိုအိမ်မှာတမိသားစုတော့ဦးကြည်ပဲမှာစားကြတယ်ဟိုကတော့အဲ့တော့နန်းကြီးတုတ်တိတ်မကြိုက်တော့သူ့ရဲ့အရသာကိုလည်းတိတ်ပြီးတော့မစားဖြစ်ကြီးလာတော့နန်းကြီးတုတ်အရန်စားဖြစ်တဲ့အရသာလည်းတော်တော်လေးကြီးများတယ်ဟိုရန်ကြိုက်တဲ့နန်းကြီးတုတ်ဆိုင်ဆိုတစ်ဆိုင်ပဲရှိအခုတော့နောက်တစ်ဆိုင်ပေါ်လာပါပြီဒီဆိုင်ကတော့လုံးဝဘောမှာစားဦးသမျှတွေကနန်းကြီးတုတ်ထဲမှာအရသာအကောင်းဆုံးဆိုင်ရဲ့ပြင်ဆင်မှုကလည်းတော်တော်လေးတန့်ရှင်းပြီးတော့အရသာတကယ်ကိုကောင်းတာပါဟိုကနန်းကြီးတုတ်ဆိုလို့ရှိရင်စစ်စစ်လေးတုတ်ထားမှကြိုက်တာသူ့ရဲ့နန်းတုတ်ကြီးတုတ်ကလေကြက်သွန်နီစီချက်ကရတဲ့အချိုလေးနဲ့ပဲမုတ်စစ်စစ်လေးနဲ့ကိုလေမှုံမွေးလေးတုတ်ထားနန်းကြီးတုတ်ကမှလေသူကကြက်သားတို့ကြက်သေးကြက်မြင့်တို့ငဖဲတို့အမဲကြောတို့တုတ်ပင်အမျိုးမျိုးနဲ့ထည့်ပြီးတော့စားလို့ရတယ်ဒီမုတ်ဖက်ကြီးကလေလုံးဝနူးညံ့ဣဆက်ပြီးတော့ပါစက်ထဲဝါလိုက်တာနဲ့လေအီလေးနဲ့အရန်စားလို့ကောင်းတယ်ဖွားတွေခလေးတွေလူကြီးတွေလည်းတော်တော်လေးကြိုက်ကြမှာဒီဘတ်ဂျက်အနေနဲ့လည်း2500လောက်ကနေစရှိရဆိုတော့လေမနက်စာစားဖို့တော့ကတော့လုံးဝကွက်တီဆိုင်မှာနန်းကြီးတုံနန်းလက်တုံဂျုံခောက်ဆွဲတုံခောက်ဆွဲလုံးတုံပြီးလို့ရှိရင်ထမင်းလက်ဖက်ထမင်းတွေလည်းရတယ်ပြီးတော့ထမင်းဖြူနဲ့စားလို့ရတယ်အတုပ်ဆုံးလေးလည်းရတယ်စကိုင်းမှာတော့နန်းကြီးတုံကိုမုတ်တီလို့ခေါ်ဝေါ်ကြပါတယ်ဒီမှာမုတ်ဟင်းကနဲ့ရခိုင်မုတ်တီလည်းရပါတယ်အလေးကတော့ဂျုံခောက်ဆွဲတုံခောက်ဆွဲအပြားတုံပေါ့နော်သူကကျတော့ကြက်သွန်စီချက်မှုံမွေးလေးနဲ့ပဲမုတ်လေးနဲ့စစ်စီးပိုင်ပိုင်လေးနဲ့ဖက်ပြီးတော့တုတ်ပေးထားဆိုင်ရတီတီကလေအတုပ်တုတ်တာလက်ရတော်တော်လေးကောင်းတယ်သူဆိုင်ရမုတ်ဖက်တွေကသူတို့ရဲ့စကိုင်းဒေတာကနေယူပြီးတော့မှတုတ်ပေးရဖြစ်တဲ့အတွက်ကြောင့်မို့လို့လေမုတ်ဖက်သားတွေကလည်းတော်တော်လေးကောင်းတယ်ဒါလေးကတော့တခုတ်ပွေတုတ်ပဲမှုစစ်စီးလေးနဲ့စီချက်မှုံမွေးလေးနဲ့ကြက်သွန်ဖြူကျော်လေးနဲ့အညာစတိုင်လေးတုတ်ထားတာစကိုင်းရတာစစ်ဒေတာစာအရွက်တုတ်လေးလဲစားကျင်တယ်ဆိုလို့ရှိရင်တော့ဒီမှာထမင်းဖြူလေးနဲ့လာစားကြည့်နော်အရသာစိတ်လေးကိုမှစီချက်နဲ့မှုံမွေးလေးနဲ့ထမင်းဖြူလေးနဲ့စားလို့ရှိရင်တော်တော်လေးကိုစားလို့ကောင်းတယ်တက်လို့သမားရဲ့အတွက်ဆိုရင်တော့လုံးဝရှယ်ပဲဒါလေးကတော့ငဖဲလုံးနဲ့အများကြီးနဲ့ပိတ်ဆွဲငဖဲလုံးဟင်းချိုလေးဖြစ်ပါတယ်တော့ကြတော့ငဖဲလုံးနဲ့အများကြီးနဲ့ပိတ်ဆွဲကိုအဓိကထဲချက်ထားပြီးတော့မမတို့ရန်ကုန်မှာတော့ရတာရှားတယ်စကိုင်းမင်းကုန်းမှတ်မှာပဲရတဲ့အစားအစာလို့ပြောလို့ရတယ်ဟိုနန်းတုတ်ကြီးတုတ်တပွဲလုံးစားပြီးတော့ထမင်းဖြူနဲ့တခုတ်ပွဲတုံလေးနဲ့စားတာလေးတော်တော်လေးကိုစားလို့ကောင်းတယ်ကျွန်မတခုတ်ပွဲတုံလေးနှစ်ပွဲလောက်တောင်စားနိုင်နေတယ်တုတ်ဆိုတာဒီလိုမျိုးပဲမှုစစ်စစ်လေးနဲ့တုတ်ထားမှစားလို့ကောင်းတာလေရခိုင်မုတ်တီလည်းရတယ်ဆိုလို့မို့ရခိုင်မုတ်တီတုတ်လေးထပ်ပြီးတော့မှာလိုက်တယ်တို့ငပိနဲ့တုတ်ထားတဲ့ရခိုင်မုတ်တီတုတ်စားဘူးလားကျွန်မတော့မစားဘူးအခုမှစားဘူးတော့ငရုတ်တီးတောင်းဆက်လေးနဲ့ငါးဘက်တီမြမြလေးနဲ့ငပိနဲ့စီချက်မှုံမွေးလေးနဲ့နဲဖက်ပြီးတော့ရခိုင်တုတ်ဆက်လေးတုတ်ထားငပိနဲ့တုတ်တဲ့ရခိုင်မုတ်တီတုတ်လေးကလည်းတော်တော်လေးစားလို့ကောင်းမျိုးသူ့ရဲ့ဟင်းရအရန်တောက်လို့ကောင်းလို့မို့နှစ်ခွက်လောက်တောက်လိုက်တယ်ဆိုင်လေးကတော့မို့ဒီတောင်ကလာပါထဲမှာပဲရှိတယ်အရင်တော့ orange အဟောင်းကြီးပေါ့နော်အဲ့ဒီနာကြော်လားရှိုးရှိရဲ့ဘေးနာလမ်းလေးထဲမှာပါဆိုင်လေးကတသေးလေးနဲ့ဒီလိုမျိုးတက်တက်ရှင်းရှင်းတက်တက်ရရလေးနဲ့ချစ်စရာလေးချင်းမိုင်မှာတော့ Ochati ဆိုပြီးတော့တော်တော်လေးလူသိများကြတယ်ဒီရန်ကုန်မှာကျတော့ချင်းမိုင် Ochati 2ဆိုပြီးတော့ဆိုင်ခွဲအစ်စ်လေးဖွင့်လိုက်တာပါချင်းမိုင်မှာဆိုလို့ရှိရင်နိုင်ငံခြားသားတွေလည်းတော်တော်လေးကြိုက်ကြတယ်မြန်မာအရသာလွမ်းနေမြန်မာတွေဆိုလို့ရှိရင်လည်းသူ့ဆိုင်မှာတော်တော်လေးလာစားကြတယ်လက်ဖက်ရည်ဆိုလို့ရှိရင်လည်းတစ်ခွက်ကိုမှ2500အောင်မှသူကချင်းမိုင်ကနှုတ်စိမ့်နဲ့ဖြော်ပေးထားတယ်ဟိုကတော့လက်ဖက်ရည်ဆိုချိုးစိမ့်ပဲတောက်တတ်တယ်ချိုးစိမ့်လေးကလည်းချိုဤစိတ်မူးမေလဲရှက်ကလေးကတော့ချင်းမိုင်ရဆိုင်နဲ့ရန်ကုန်ကဆိုင်ခွဲရဲ့ Facebook page လေးဖြစ်ပါတယ် If you are a big fan of Nanji though you should try this out တကယ်ကိုကောင်းပါတယ်လူကြီးတွေကိုခေါ်သွားပြီးတော့ကျွေးမယ်ဆိုလို့ရှိရင်လည်းတော်တော်လေးကြိုက်လောက်ပါတယ်အားလုံးပဲရတာရှိအစားတောက်လေးစားပြီးတော့မှပျော်ရွှင်နိုင်ကြပါစေအားလုံးပဲချစ်တဲ့တက်တာအနက်ဖြူမင်းစားအောင်နေရရှိတယ်他们就一个有些东西啊，先不会那种。ဒီတခြားမျိုးစိတ်ပိုင်းနေတယ်对啊绿的。好嘞是他搞了么搞了搞么啥呢？你啊？好嘞好嘞我搞么啥呢？那估计他不要背背哎呀，对。啥个的我来了就是搞我比我搞年轻妹妹有啊来。ตัวเปรี้ยว 那没把前面啊把，搞得不好的，我搞了没把。ให้我ให้พี่ป่ะจะมาซาบยาไหมคะแนนซี่ซาบยามาค่ะไม่ฟังเค็มมันน้ำเค็ม那你体检的话，你体检搞了点嘛？你那就跟那个，然后。ရပြီလက်စွပ်ကြီးလက်စွပ်ကြီးခိုးနေကံကောင်းတော့တယ်ဒီဘောလိုက်တယ်ဟောလားဟိုကဟိုချိန်အဲ့လိုစား